မင်္ဂလာပါကျွန်တော်တို့သင်ခန်းစာအသစ်တစ်ခုကိုအတူတကွလေ့လာကြရအောင်ကျွန်တော်တို့လေ့လာမှာကတော့ဘီတွဲတွေပဲဖြစ်ပါတယ်ဒီသင်္ကေတလေးတွေကိုတွေ့ရင်ဘယ်လိုခေါ်ရမလဲဆိုတာလေ့လာကြမယ်ဟာထိုးပုံစံတွေ့တယ်ဆိုရင်ကလို့အတန်ထွက်ပေးရပါမယ်တချောင်းငယ်ပုံစံဒါပေမဲ့သူကဆောင်းလေးဒီသင်္ကေတကိုတွေ့ရင်ရလို့အတန်ထွက်ပေးရပါမယ်ယာယီကိုတွေ့တယ်ဆိုရင်ရလို့အတန်ထွက်ရပါမယ်ရပင်းကိုတွေ့တယ်ဆိုရင်လလို့အတန်ထွက်ပေးရပါမယ်ဝဆွဲကိုတွေ့ရင်ဝလို့အတန်ထွက်ရပါမယ်ဒါဆိုရင်အစအဆုံးတစ်ခေါက်ပြန်ဖတ်ပါမယ်ကရလာဝတို့ပဲဖြစ်ပါတယ်